စစ်သားတယောက်ဟာမတော်တဆဆိုသလိုမြေမြုပ်မိုင်းတစ်ခုပေါ်ကိုတက်နှင်းမိသွားပါတယ်။သူတင်မကပဲသူ့ရဲ့ရဲဘော်ရဲဘက်တွေအားလုံးပါအန္တရာယ်ရှိသွားပြီဆိုတဲ့အသည့်ကြောင့်သူဟာစိတ်လွတ်ကိုယ်လွတ်ဖြစ်သွားခဲ့ပါတယ်။ခဏကြာမှာတော့အဖွဲ့ခေါင်းဆောင်ကပရင်ရောက်ရှိလာပြီးမိုင်းရဲ့အနက်ကိုသိရအောင်တစ်သားချောင်းလေးနဲ့မြေကြီးတွေကိုစတင်ဖယ်ရှားကြည့်ပါတယ်။ဒါပေမဲ့မိုင်းကသူတို့ထင်ထားတာထက်ပိုကြီးနေပြီးဖြုတ်ဖို့ကလည်းမဖြစ်နိုင်တဲ့အနေအထားပါ။အဲဒီနောက်မှာတော့ကပရင်ကတခြားစစ်သားတွေကိုနောက်ဆုတ်ခိုင်းလိုက်ပြီးသူရဲဘော်နေရာမှာသူကိုယ်တိုင်အစားဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကပရင်က3ထီရေတွက်ပြီးစစ်သားကိုခြေထောက်ကြွခိုင်းလိုက်တဲ့အချိန်မှာပဲသူကချက်ချင်းဆိုသလိုမိုင်းပေါ်ကိုအစားထိုးတက်နှင်းလိုက်ပါတယ်။ရဲဘော်ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပေမဲ့အခုတော့ကပရင်ကိုယ်တိုင်အသက်အန္တရာယ်နဲ့ရင်ဆိုင်နေရပါပြီ။ဒါပေမဲ့ရုတ်တရက်ဆိုသလိုကပရင်ဟာဟန်ချက်ပြက်ပြီးမိုင်းပေါ်ကနေခြေထောက်တစ်ဖက်လွတ်သွားပါတယ်။အားလုံးထိတ်လန့်သွားကြတဲ့အချိန်မှာကပရင်ကမိုင်းပေါ်ကိုတက်ခုန်ပြလိုက်ပေမဲ့မိုင်းကပောက်ကွဲမသွားခဲ့ပါဘူး။တကယ်တော့အဲ့ဒီမိုင်းကအစကတည်းကရမ်းမပါတဲ့မိုင်းတွေတစ်ခုဖြစ်နေတာပါကပတိန်ကသူ့တပည့်တွေကိုထိတ်လန့်သွားအောင်တမင်တက်တက်နောက်ပြောင်ကြည့်စေခဲ့တာပဲဖြစ်ပါတယ်